ကျွန်တော်ဒီအမျိုးတီ team မှာပါဝင်ကြတဲ့ဒီ driver ကနေစပြီးတော့ပေါ့လေဒီမင်းသမီးတွေရောကျွန်တော်ဒီဆက်ဖွဲ့တွေရောအားလုံးကအစကျွန်တော်ဒီမိသားစုရင်းချတဲ့ဖွဲ့ညီကိုမောင်နှမရင်းချတဲ့ဖွဲ့အားလုံးဝိုင်းပြီးတော့စောင့်ရှောက်ပေးကြတယ်။မိသားစုဝင်လို့ပြောမှာငါချက်တယ်။မိဘဒီကတော့ဝိုင်းလာမခံနိုင်ဘူး။ကိုကြီးပေးကြတယ်အဲ့ဒီအတွက်ဒီကျွန်တော်တို့ဒီ shooting မှာတော့ဘာခက်ခဲမှမရှိဘူးပေါ့လေကျွန်တော်တကွေတကားရ character ပေါ်မှာအကောင်းဆုံး ion site ပြီးတော့စူးစမ်းအားထုတ်ခဲ့ရတာလေးပဲရှိတာပေါ့အားလုံးကတော့အဆင်ပြေပါတယ်ဟုတ်စစ်မှန်တဲ့ချန်ပီယံဆိုတာအနာရရုံနဲ့မဟုတ်ပါဘူးသူတစ်ပါးကိုကူညီဖို့တတိရှိတာပါချန်ပီယံလေးတိုင်းအတွက် Family Care ကဘက်တီးရီးယားများကို99.9%ရာခိုင်နှုန်းထိတိုက်ထုတ်ပေးပါတယ်ဒါမှအဖေရဲ့ချန်ပီယံအစ်စ်ကျွန်တော်အများကြီးရင်ခုန်ပါတယ်ကျွန်တော်တို့လည်းဒါကပထမဦးဆုံးရွေးရှင်ကားကြီးဖြစ်နေရဖြစ်တဲ့အတွက်တော်တော်လေးကိုလည်းစိတ်လှရှားတယ်လို့တော်တော်လေးကိုလည်းရင်ခုန်ရပါတယ်ဟုတ်ဒီလိုလေးလာအမိသားစုဖျက်ဆီးနေရလားဟဲ့ဒါဒီလေးမအဆုံးချုပ်မကန်နိုင်ဘူးဒီနေ့ကနေဆက်လက်ပြီးတော့ character ကကျွန်တော်အခုကိုရှူမန်းမော်လေဇက်ကသူဇက်ဆိုသူပထမဦးဆုံးကျွန်တော်ရိုက်မယ်လို့ပြောတဲ့ချိန်ခါမှာသူအဲ့ဇက်ကိုပြတော့ဒီ character လေးကိုလည်းကျွန်တော်ကကြိုက်တယ်ဆိုတာကဟိုပေါ့လေကျွန်တော်တို့တာဝန်သိမကြီးသေးတဲ့ character မျိုးပေါ့ကျွန်တော်ဇတ်တပင်မှာဆိုလဲပြဇက်ကနေရတဲ့ character မျိုးဆိုတော့ကျွန်တော်တို့လည်းရုပ်ရှင်ဘက်မှာဒီ character လေးကိုစပြီးတော့လုံးမယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တာပေါ့လေနော်ထင်တော့ကျွန်တော်လက်ခံပြီးတော့ရိုက်ဖြစ်တာပါထင်ထားတဲ့အတိုင်းပဲကျွန်တော်တော်တော်လေးကိုအဆင်ပြေခဲ့ပါဟုတ်ကျွန်တော်ဒေါသထွက်လာပြီဒါလို့လက်ခွဲတာပဲကောင်းတယ်မင်းကိုကြည့်ရတနည်းတနည်းပို့ပြီးပူတော့အဲ့မင်းကိုမင်းသိဒါကတော့ကျွန်တော်တို့ဒီနေ့ဒီ recover show ပြီးသွားရင်တော့ယုံတင်တဲ့အခါမျိုးမှာတော့အပိကြမဲ့ပရိသတ်တွေရဲ့ကျွန်တော်တို့ဒီ recommend တွေကိုပဲစောင့်ကြည့်ရမှာပေါ့လေနော်ကျွန်တော်တို့ဒီ character အနေနဲ့ဒီကားမှာကျွန်တော်အကောင်းဆုံးဇယုတ်ပေါ်မှာတစ္ဆာရှိနဲ့အကောင်းဆုံးကျွန်တော်နားလေတလောင်လေးနဲ့ပြီးတော့ဦးစောရဲ့တင်ပြမှုနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားထားတာပေါ့လေနော်အဓိကတော့ကျွန်တော်ဇက်တပင်ကနေရုပ်ရှင်မှာဒီဘက်ကိုရုပ်ရှင်ဘက်ကိုပြောင်းပြီးတော့အလုပ်လုပ်တဲ့အခါမျိုးမှာရုပ်ရှင်ရဲ့သဘောတဘာဝအရာထပ်တူကြနေဖို့အတွက်ပဲကျွန်တော်လက်တလုံးမှာတော့အကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်အာရုံစိုက်ထားတယ်ဟုတ်မိသားစုဝင်လို့ပြောမှာငါချက်တယ်မိဘဒီကတော့ဝိုင်းလာမခံနိုင်ဘူးကျွန်တော်ဒီအညူတီ team မှာပါဝင်ကြတဲ့ဒီ driver ကနေစပြီးတော့ပေါ့လေဒီမင်းသမီးတွေရောကျွန်တော်ဒီဆက်ဖွဲ့တွေရောအားလုံးကအစကျွန်တော်ဒီမိသားစုရင်းချတဲ့ဖွဲ့ညီကိုမောင်နှမရင်းချတဲ့ဖွဲ့အားလုံးဝိုင်းပြီးတော့စောင့်ရှောက်ပေးကြတယ်ကိုကြီးပေးကြတယ်အဲ့ဒီအတွက်ဒီကျွန်တော်တို့ဒီ shooting မှာတော့ဘာခက်ခဲမှမရှိဘူးပေါ့လေကျွန်တော်တကွေတကားရ character ပေါ်မှာအကောင်းဆုံး ion site ပြီးတော့စူးစမ်းအားထုတ်ခဲ့ရတာလေးပဲရှိတာပေါ့အားလုံးကတော့အဆင်ပြေပါတယ်ဟုတ်ဘယ်လိုပြောမလဲရုပ်ရှင်သဘောတဘာဝကိုပထမဦးဆုံးစတင်ပြီးတော့လေ့လာပြီးတော့အလုပ်လုပ်ရတဲ့ပထမဦးဆုံးကားလေးဖြစ်တာပေါ့လေအဲ့ချိန်မှာရုပ်ရှင်ရဲ့သဘောတဘာဝအရာရောပြီးတော့ဒီဇက်ကောင်ရဲ့ဇယိုက်လက္ခဏာတွေအရာရောအဲ့ထဲကနေအဲ့ဒီဘောင်တွေကနေလွတ်ထွက်မသွားအောင်ကျွန်တော်စရိုက်ခရဲကနေဇကားပြီးတဲ့ ठी ကိုကျွန်တော်အဲ့ဒီမင်းခန့်ဆိုတဲ့ character မှုနဲ့ပဲကျွန်တော်နေခဲ့တာပေါ့လေshooting တွေမှာတော့ကျွန်တော်ကိုယ့်ဘက်ကို easy နေတာလေးများတယ်ခါလီကြရင်ဟိုနဲ့ used to မဖြစ်တာလဲမြင်ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီပေါ်မှာတာဝန်မကြီးမှာစိုးတဲ့စိတ်ပေါ့လေစိတ်အဲ့လို ठी ကိုကျွန်တော်ဒီဇက်ကောင်ပေါ်မှာခံစားပြီးတော့ကျွန်တော်ကြိုးစားခဲ့ပါတယ်မရအဲ့လိုမလုပ်ပါနဲ့မောင်မောင်ဒါလို့အဲ့လိုမပြောပါဘာလို့မရမှာလဲငါမောင်ပြောနေနားမပါဘူးလားခွတ်ချက်ထွက်သွားကျွန်တော်ဒီကားရိုက်တဲ့ကာလကကျွန်တော်ဇက်တပင်မှာအလုံးလုံးနေရတဲ့ကာလပေါ့လေအဲ့တော့ကျွန်တော်တချို့ဇက်တပင်ပွဲလေးတွေကိုခဏရက်ပြီးတော့ကျွန်တော်ဒီကားအတွက်ကျွန်တော်ရိုက်ကူးခဲ့တာပေါ့ရိုက်ကူးခဲ့တာဆိုတော့
ကိုလုံးရတဲ့အလုပ်ပေါ်မှာတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းအားထုတ်တယ်အဲ့ဒီအတွက်လည်းကျွန်တော်ကျွန်တော်ညှာတာမကြိုက်ဘူးပေါ့လေကျွန်တော်ညှာတာမကြိုက်ဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒါပထမဦးဆုံးကားလေးဖြစ်တယ်စပြီးအလုပ်လုပ်ခတဲ့ကငါတင်ယူရမယ်လေ့လာရမယ်အဲ့ဒီပုံမှာအကောင်းဆုံးစူးစမ်းရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်စပြီးတော့ရိုက်ခဲ့တာပေါ့လေအဲ့တော့ဥစောစီရရောတခြားဒီအထာဒီအားလုံးစီရရောကျွန်တော်ရသလောက်ယူတယ်အဲ့ဒီအထက်မှာမှကျွန်တော်အများဆုံးတင်ပြပေးတာတော့အန်တီမျိုးဒီမျိုးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အများကြီးကျွန်တော်ဒီပံ့ပိုးပြီးတော့ကူညီပေးခဲ့တာပေါ့လေအဲ့တော့ဘယ်လိုပြောမလဲအကောင်းဆုံးကျွန်တော်အလုံးလုံးနိုင်ခဲ့တယ်ပေါ့လေအဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်เนาะ